မိုးရသည်ရောက်ရင်လူတိုင်းရဲ့ရင်ထဲမှာပြင်မပြောပြဖြစ်တဲ့အကြောင်းအရာလေးတွေပြန်ပြီးတော့ပေါ်လာတတ်ကြတယ်အဲ့ဒါကတော့မုတ်ဒီစားကျင်တာပါဒီနေ့ကတော့တရားတရားအကောင်းနဲ့တရားဖြူဆိုတဲ့ရခိုင်မုတ်ဒီဆိုင်လေးမှာမုတ်ဒီသွားစားဖို့ရောက်လာပါတော့ဆိုင်လေးကတော့အိမ်ဆိုင်ဖြစ်ပေမဲ့သူ့ရဲ့အရာသာတော့အထင်သေးလို့မရမှာတော့အမှန်ပါပဲအရင်ဆုံး main dish အကြောင်းမပြောခင်ထမင်းတော့အချိုးတပွဲကိုအရင်ဆုံးမှာထားရပါတော့ဒီမှာတော့တစ်ခုပြောချင်တာကအကယ်၍ကိုကကျုပ်ကြော်နဲ့မစားခြင်းတခြားအစားတို့အစားပလိုက်လဲထည့်လို့ရသေးရပါတော့ရတာကတော့စီစီပိုင်ပိုင်နဲ့အာလူထမင်းတော့နဲ့ပို့ပြီးတော့ဆင်းတယ်ပေါ့နော်အစားရတာချိန်တဲ့တူရှင်းရင်လည်းအဆက်ပါရှင်းတယ်လည်းထပ်ပြီးတော့မှားလို့ရပါသေးတယ်လိုပဲဖြစ်ကျွန်တော်တို့တော့ရတာရှိတဲ့အတွက်မျက်စိသမိတ်အတွင်းမှာကုန်သွားပါတယ်ဒါကတော့အလုံးစောင့်မျှော်နေကြတဲ့မိုးရသည့်အလွမ်းပြေလေးပေါ့နော်နောက်ပြီးမိုးရသည့်ရောက်ရင်ဖြစ်တဲ့တောက်ကွေးတွေကိုကူးပေးတဲ့စီကောင်းတစ်ခွက်ဆိုလည်းမမှားပါဘူးဒါကလည်းထမင်းတုပ်လိုပါပဲကိုကြိုက်တဲ့အစာပလာတွေထည့်စားလို့ရတယ်ပေါ့နော်တခုထူးခြားတာကပုံမှန်ဆိုရင်မုတ်ဒီကိုဝက်စီပန်နဲ့စားလို့ရတယ်ဆိုတော့တစ်ခါမှမကြားဘူးပါဒါပေမဲ့ဒီဆိုင်မှာတော့ပထမဆုံးစားတာခဲ့ဘူးပဲပေါ့နော်တစ်ဆန်းတော့ဖြစ်နေပေမဲ့အရသာရှိတာကတော့တကယ်ပါခုလောက်ဆိုရင်ဒီဗီဒီယိုကိုမြင်ပြီးတော့တွေးမိပါတယ်မိုးရင်းရဲ့အေးအေးတန်ကိုတွန်းလှန်ဖို့မုတ်ဒီဆိုင်ကိုလိုက်ရှာနေကြပြီဆိုတာ